ဒီမျိုးသားဟာ TV ထဲမှာမိတောင်ပောက်ကွဲနေတာကိုထိုင်ကြည့်နေခဲ့တာပါဒါပေမဲ့နောက်တစ်စက္ကန့်မှတင်မိတောင်ချော်ကြီးတွေဟာသူ့ရဲ့အိမ်ထဲအထိတန်းခနဲရောက်ရှိလာပါတော့တယ်အဆက်ပိုင်းမှာတော့သူကဒါကိုအမြင်မှားတာလို့ပဲထင်နေခဲ့တာပါဒါပေမဲ့တအိမ်လုံးဆက်တင်လောက်ခါလာတဲ့အခါကျမှ LS တယောက်ဒါဟာတကယ်ချစ်ပြက်နေတာဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်သူကအပြင်ကိုလမ်းကြည့်ဖို့လိုက်ကာကိုဆွဲဖွင့်လိုက်တဲ့အခါတမျိုးလုံးဟာကြောက်မက်ဖွယ်ချော်ကြီးပင်လေကြီးတဲ့နစ်မြုပ်နေတာကိုတွေ့လိုက်ရပါတယ်သူဟာလိုက်ကာကိုချက်ချင်းပြန်ပိတ်ပြီးအသက်ရှင်တန်နိုင်မဲ့နီလန်းကိုစတင်စဉ်းစားပါတော့တယ်သူဟာထိတ်လန့်တုန်လှုပ်သွားပြီးဆိုဖာကုန်းပေါ်ကိုချက်ချင်းခုန်တက်လိုက်ပါတယ်ချော်ရည်တွေဘလောက်တောင်ပူလဲဆိုတာကိုစမ်းသပ်ဖို့အတွက်ဆိုဖာကောင်းတစ်လုံးကိုချော်ရည်ထဲလမ်းပစ်ချကြည့်လိုက်တဲ့အခါစက္ကန့်ပိုင်းတွင်းမှာတင်အဲ့ဒီခေါင်းဟာပြာဖြစ်ပြောင်းလဲလောင်ကျွမ်းသွားခဲ့ပါတယ်ဒါပေမဲ့လည်း LS ဟာလုံးဝကြောက်ရွံ့မနေပဲသူ့ရဲ့ဖုန်းကိုထုတ်ကာချော်ရည်ပူကြီးနဲ့အတူဆဲဖီတောင်လမ်းဆွဲနေခဲ့ပါသေးတယ်အဲ့ဒီအချိန်မှာချော်ရည်တွေဟာတခန်းလုံးကိုပြန့်နှံ့သွားခဲ့ပါပြီသူ့အသက်ကိုကယ်တင်ဖို့အတွက်သူဟာစားပွဲပေါ်တက်ထိုမှတဆင့်ကူလားထိုင်ပေါ်ကိုခုန်ကူးပြီးဘလို့နေနဲ့မသိပဲအပြင်ကိုမနေုံထွက်နိုင်ခဲ့ပါတယ်အိမ်ထဲမှာမိတောက်တွေတောက်လောင်နေတာကိုမြင်တော့ LS ဟာဖန်ခွက်ထဲရေဖြည့်ပြီးချော်ရည်တွေပေါ်လောင်းချလိုက်ပေမဲ့ဘာမှထူးခြားမလာခဲ့ပါဘူးတခြားရေးချဲစရာမရှိတော့တာကြောင့်သူဟာသူ့ရဲ့ကားနဲ့ထွက်ပြေးဖို့အပြင်ကိုပြေးထွက်ခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ကားကလည်းချော်ရည်တွေထဲမှာနစ်မြုပ်နေခဲ့ပါပြီအခုဆိုရင်သူဟာခြေချင်းလျှောက်ပြီးပြေးဖို့ကလွဲလို့တခြားလမ်းမရှိတော့ပါဘူးဒါပေမဲ့သူဝေးကြီးမလျှောက်ရသေးခင်မှာပဲမိတောင်ကြီးဟာနောက်တစ်ကြိမ်ထပ်မံပေါက်ကွဲသွားပြန်ပါတယ်နောက်တစ်စက္ကန့်မှာတော့ရေတွက်လို့မရနိုင်တဲ့မီးလုံးကြီးတွေဟာသူ့စီကိုတရက်ဆက်ပြန်တန်းလာပါတော့တယ်ကံကောင်းထောက်မစွာနဲ့ပဲသူ့ရှေ့မှာတရားတဆင်ရှိနေခဲ့တာကြောင့်အဲ့ဒီတရားရဲ့အကာအကွယ်နဲ့ပဲသူဟာအသက်ဘေးကနေတီတီလေးလွတ်မြောက်သွားခဲ့ပါတော့တယ်